ဒီ vlog လေးကတော့မွန်ရိုက်ထားတာကြာပြီပေါ့နော်မွန်မွေးနေ့ match လာတော့ကမွန်တို့ M Tower 24လွှာမှာရှိတဲ့ဒီ Echo Dining မှာဒင်နာသွားစားခဲ့တဲ့ vlog လေးပေါ့နော်ရိုက်ထားတာတော့ကြာပါပြီဒီကြားထဲမှာဒီဗီဒီယိုလေးကိုမတင်ပြဘူးဖြစ်နေတာပေါ့နော်အခုမှအမှတ်တရအနေနဲ့လာပြီးတော့တင်းနဲ့အားလုံးကိုလည်းဒီ Echo Dining မှာသွားစားခြင်းတဲ့သူတွေအတွက်ပေါ့နော်ဘယ်လိုမျိုးလေးရှိလဲဆိုတာကိုလာပြီးတော့ sharing လုပ်ပြရဖြစ်ပါတယ်ရှင်ပထမဆုံးအနေနဲ့မွန်ကဒီ reservation ကိုတော့ဒီပေါ့နော်သူတို့ရဲ့ Viber ကနေပြီးတော့မွန်က reserve လုပ်ခဲ့တာပါလုပ်ပြီးသွားပြီဆိုလို့ရှင်ပေါ့နော်ကိုကြိုက်တဲ့ဒီ view လှတဲ့နေရာလေးကိုရွေးတယ်နောက်ပြီးသွားလို့ရှင်ကိုပဲ menu ပေါ့နော်စာမလေးဆိုတာလေးတွေကိုရွေးပါတယ်တေချာလေးတွေလည်းရှင်းပြရတယ်ပေါ့နော်ပြီးတော့ဒီမှာတစ်ခုကောင်းတာလေပြောရမယ်ဆိုလို့ရှိရင်ပေါ့နော်ဒီ view လှလှလေးကြိုက်တဲ့သူတွေအတွက်ဆိုလို့ရှိရင်တော့ဒီ fine dining လေးကတော်တော်လေးအဆင်ပြေတဲ့နေရာမှာပါတယ် view လေးလည်းတော်တော်လှတယ်ပေါ့နော်ဒါမဲ့တခုရှိတာ fine dining ဖြစ်တဲ့အတွက်ကြောင့်မလို့ budget save ခြင်းတဲ့သူတွေဆိုလို့ရှိရင်တော့မသွားနဲ့ပေါ့နော်တချို့ခုနပြောသလိုမျိုးကိုယ့်ရဲ့ဒီ anniversary တို့ birthday တို့ပေါ့နော်ဒီလိုမျိုးလေးတွေတွားပြီးတော့ celebrate လုပ်ချင်တဲ့သူတွေဆိုလို့ရှိရင်တော့ဒီ Echo Dining လေးကိုတွားလို့ရပါတယ်နည်းနည်းတော့ fine dining ဖြစ်တဲ့အတိုင်းပဲပေါ့နော်သူရဲ့ဈေးလေးကတော့သူပါသူ fine dining ရဲ့ဈေးပုံစံတော့ရှိတာပေါ့နော်ဒီမှာတော့ဒီဝက်ပေါင်ကြောက်တွေနောက်သူ့သားလေးရတယ်ပေါ့နော်ဆိုတော့မွန်ကတော့ဒီမှာကမွန်တို့ reservation ကိုယူခဲ့တဲ့အချိန်ကဒီ sunset ကိုကြည့်ချင်တဲ့အတွက်ကြောင့်မလို့အချိန်ကိုမွန်တို့ကညနေပေါ့နော်6နာရီကြော်လောက်ကိုယူခဲ့တာအဲ့လိုမျိုးဆိုလို့ရှိရင်ဒီမှာပေါ့နော် sunset အချိန်မှာတော်တော်လေးကြည့်ရတာလှတယ်တွေမှာပါပါတယ်နောက်ပြီးရင်အဲ့ဆန်းဆက်အချိန်ကပေါ့နော် lighting တော်တော်လေးလှတဲ့အတွက်ကြောင့်မလို့ဓာတ်ပုံလေးပါတယ်ရိုက်မယ်ဆိုလို့ရှိရင်မစားမတော့ခင်ပေါ့နော်ကိုဓာတ်ပုံရင်ရိုက်ပြီးတော့မှစားပေါ့နော်ဒါကတော့မွန်တို့ယူခဲ့တဲ့ menu ပဲဖြစ်ပါတယ်ဒီမှာမွန်ကကြတော့5 course menu ကိုပဲရွေးလိုက်ပါတယ်ပြီးသွားလို့ရှိရင်မှကိုရောက်တဲ့အချိန်တည်းမှာပေါ့နော်တခြား additional ထပ်မှာချင်တာရှိရဆိုလို့ရှိရင်လည်းအလာကတ်အနေနဲ့မှာမယ်ဆိုပြီးတော့ပေါ့နော် main menu အနေနဲ့ကတော့5 course menu ကိုရွေးထားပါတယ်အဲ့မှာမှတယောက်ကိုမွန်တို့က3သိန်း4တောင်းပေါ့နော်ပေးရတဲ့အတွက်ကြောင့်မလို့2ယောက်ဆိုလို့ရှိရင်တော့6သိန်း8တောင်းဒါဒီ5 course အတွက်ပဲဖြစ်တယ်ပေါ့နော်ပြီးသွားလို့ရှိရင်တော့ wine တို့ juice တို့အတွက်ကိုလို့ရှိရင်တော့မွန်တို့ထပ်ပြီးတော့ additional အနေနဲ့ပေါင်းထည့်တယ်ပေါ့နော်ဒီမှာသူက wine အတွက်ဆိုလို့ရှိရင်တော့ထပ်ပြီးတော့3သိန်း9တောင်းကြားတယ်တခြား drink နေ alcohol တွေအတွက်ဆိုလို့ရှိရင်တော့သူတို့မှာတခြားဈေးရှိရပေါ့နော်အဲ့ဒီဈေးနဲ့သူတို့ယူပါတယ်ထပ်ပြီးတော့ပြောရမယ်ဆိုလို့ရှိရင်တော့အပေါ်မှာပြောထားတဲ့3သိန်း4တောင်းဆိုတာကသူတို့ရဲ့ service charges 10% နဲ့အစိုးရအခွန် 5% မပါဝင်သေးပါဘူးဆိုတော့မွန်တို့တွေဒီစားခဲ့တဲ့ဒီ dinner ပေါ့နော်တစ်ခုလုံးဆိုလို့ရှိရင်တော့10သိန်းဝန်းကျင်လောက်တော့ကျသွားပါတယ်ဒီမှာလေးမွန်မထားတဲ့တိုးသားပေါ့နော်ဒီတိုးသားကြတော့တိတ်ပြီးတော့စားရတာဝါရတာမကောင်းပေါ့နော်အချက်လိုသလိုခံစားရတယ်ပေါ့နော်နည်းနည်းလေးအချက်လိုသလိုခံစားရတဲ့ခါကျတော့ဝါရတာလည်းမာတယ်နောက်ပြီးသွားလို့ရှိရင်ဖဲ့ရတာလည်းနည်းနည်းလေးပေါ့နော်အဆင်မပြေဘူးပေါ့နော်အဲ့အပိုင်းလေးတော့ရှိတယ်နောက်ပြီးသွားလို့ရှိရင်တော့သူ့ရဲ့ဒီပေါ့နော်sauce ပေါ့နော်ဒီ sauce ကတော့တော်တော်လေးကိုစားလို့ကောင်းနေတယ်မှာပါပါတယ်ဒါပေမဲ့အသားကတော့အချက်လေးလိုနေတယ်လို့ကိုကတော့ခံစားရတယ်ပေါ့နော်ဗီဒီယိုကလေလုံးဝပေါ့နော် sponsor post မဟုတ်ပါဘူးဒီ vlog ကလည်းဘယ်သူမှ sponsor ပေးထားတာမဟုတ်ပါဘူး sponsor ပေးထားတာဆိုလို့ရှိရင်တော့မွန်ယောက်ျားပဲ sponsor ပေးတာပါသူပတ်စံနဲ့လာစားတာပေါ့နော်ပြောချင်တာကမွန်တို့တွေပေါ့နော်ကိုဘာသာကိုမွန်ရဲ့မွေးနေ့လေးကိုဒီမှာလာပြီးတော့ celebrate လုပ်တာလေးပဲဖြစ်ပါတယ်တော့ကြနေပေါ့နော်ဟို sponsor ယူပြီးတော့ကြော်ညာထားတာတွေပါတယ်ဖြစ်နေတယ်ထင်ပါဆိုလို့ပေါ့နော်ဒီဆိုင်ကလေဆိုင်ထဲကိုဝင်လိုက်တဲ့အချိန်မှာရောဒီစားနေတဲ့အချိန်မှာရောပေါ့နော် atmosphere တော်တော်လေးကို clam ဖြစ်ပြီးတော့ညဘက်တင်တာတွေအတွက်ဆိုလို့ရှိရင် light ဖက်တဲ့ vibe လေးရှိတယ်နောက်ပြီးသွားလို့ရှိရင် sunset ကြည့်ရတာလေးပေါ့နော်သူ့ရဲ့ view လေးကလှတယ်နောက် table setting လေးတွေဆိုလို့ရှိရင်လည်းရိုးရိုးရှင်းနဲ့ elegant ဖြစ်တယ်လို့ခံစားရတယ်ပေါ့နော်နောက်ပြီးသွားလို့ရှိရင်ဒီမှာမွန်ရွေးထားတဲ့ menu မှာဆိုလို့ရှိရင်ဒီမြန်မာ ingredient တွေကိုပဲ international style နဲ့သူတို့ပြန်လဲဖန်တီးထားတာလေးဟာတော်တော်လေးစားလို့ကောင်းနေတဲ့မှာပါတယ်တခုပဲပေါ့နော်တိုးသားကတော့တိတ်ပြီးတော့စားရတာအဆင်မပြေဘူးပေါ့နော်နောက်သူတို့ရဲ့ snack လေးတွေဆိုလို့ရှိရင်လည်း portion ကနဲတယ်ဆိုပေမဲ့တိတိလေးဆိုပေမဲ့ presentation ကတော်တော်လေးလှတယ်။ဘာပေါ့နော်တခိုက်စားပြီးွားရယ်ဆိုလို့ရှိရင်အရသာလေးတွေဘယ်လိုမျိုး combination လုပ်ထားလဲဆိုတာကိုစမ်းကြည့်ရတဲ့ feeling မျိုးမလို့ပေါ့နော်။မွန်အတွက်ကတော့ဒီ feeling လေးကိုသဘောကျတယ်။တကယ်လို့ကိုကပေါ့နော်fine dining ရဲ့ dinner experience ကို
လိုချင်တယ်နောက်ပြီးရင်အစားအသောက်တွေမကဘဲနဲ့ဒီ atmosphere ကို presentation ရော course တစ်ခုချင်းစီရဲ့ experience လေးတွေကိုပါ enjoy လုပ်ရတဲ့ feeling မျိုးကိုသဘောကျတယ်ဆိုလို့ရှိရင် Eco Dining ကိုသွားပြီးတော့ dinner လေးသွားစားကြည့်ပါကိုယ့်ရဲ့အထိမ်းအမှတ်နေ့လေးတွေနောက်ကိုယ့်ရဲ့ပေါ့နော်ချစ်ရတဲ့သူလေးတွေနဲ့တညတာကိုနည်းနည်းလေး special ဖြစ်အောင်ဖြတ်သန်းနေတဲ့သူတွေဆိုလို့ရှိရင်လည်း try ကြည့်တဲ့ dining တစ်ခုဖြစ်ပါတယ်ဆိုတော့ဒီ Eco Dining ကိုသွားကျင်တဲ့သူတွေဘယ်လိုမျိုးပေါ့နော် experience လေးရမလဲဆိုတာကိုmoiဒီ video လေးနဲ့ sharing လုပ်ထားပေးချင်ပါတယ်နောက် video လေးမှာလည်းပြန်တွေ့ကြမယ်နော် bye bye